သရတိဆိုတာမိမိယုံနာတယ်ခိုင်တယ်မြဲတယ်လို့သင်တာလည်းသတ္တရာတိပဲဒီနေ့လူသေးတယ်ဆိုလို့ရှိရင်လူရသေးတယ်အသက်လက်ကြာကလေးကတခြားသွားတယ်လို့ယူတာလည်းသတ္တရာတိဒါသိချာမှတ်ကြတယ်နော်ဟုတ်ပါဘူးဒီလိုယူရရှိပြီးကြတာနေကြကိုယ်ယုံနာကိုခိုင်တယ်ခြင်းနဲ့ပါလို့ရှိတာလူရသေးတယ်အသက်လက်ကြာလေးကတခုတော့ကောင်းကောင်းမှာတဏှာမှာသွားပြီးအောင်းတယ်လို့ယူရင်မသေးဘူးတဲ့ဒီကကူးဆက်သွားတဲ့အိဗေကပန်းအဲ့ဒီသတ္တရာတွေကြီးရှိနေကြမယ်ဆိုလို့ရှိရင်လေဘာဝမတွေသတ္တံတွေဟာလုံးမှတ်ပါတဲ့မဉ္ဇဉ်ပူညာနိဗ္ဗာန်မရပါဘူးမဉ္ဇဉ်ပူညာနိဗ္ဗာန်ကိုမရပါဘူးအလုံးကြောက်ကြကောင်းတဲ့ဒိဋ္ဌိပါလားယုံနာခိုင်းနေတင်လို့ရှိရင်လေဒီယုံနာလေးလူကြီးတယောက်သေးသွားတဲ့အခါကျအသက်လက်ကြာလေးကပြင်ဝိညာဉ်လေးကကိုယ်တော်ရဲ့တမီဘုံကောင်းရဲ့သွားပြီးတွေ့တယ်လို့ယူရင်လေဒါကြောင့်သောစီတောင်းစီဘောရဏစကားသတိညာစကားနဲ့အသက်မသက်နိုင်ဘူးရုပ်တောင်းနေတယ်ထွက်သွားတဲ့အတိတ်ပဲယူတာတော့မမညာပါရိတိဆိုကြဘယ်ဟုတ်လို့လုံးတဲ့ဓမ္မတွေကနော်တချို့သောကြောင့်လည်းတော့မှရှင်းတယ်ရှိသေးတယ်ဥစ္စာလေးဒီလိုပါဇက်တဲ့ဆက်လိုက်မှာယုံနေတဲ့အတက်ကလေးထွက်သွားတော့တယ်ယူယူပါရှိသေးတယ်ဘာလို့ပါလဲဒီကသတ္တရာဓမ္မတို့အဲ့ဒါသတ္တရာဒိဋ္ဌိဒီကားလို့ဆိုရင်အတော်ပဲသူတို့အယူဆရှိတော့အဲ့ဒီအယူကိုဝန်ထဲမှာသွင်းမြဲနေလို့ရှိရင်လေမက်ဖို့နိဗ္ဗာန်ကိုတော့မရနိုင်ဘူးလို့သုံးဖြတ်တာဒိဋ္ဌိတစ်ခုကိုရှိနေသတ္တရာဒိဋ္ဌိရှိနေတယ်မရဘူးလို့သုံးဖြတ်ချက်ဟုတ်ပါဒါဘုန်းကြီးကအရင်ဆရာဓမ္မတွေဟိုပေါ်ဒီဒီမှာတချို့မှရှိတယ်ဆိုတော့ဘုန်းကြီးသိမိရောက်တဲ့ဆိုရကြတယ်တဲ့ဒီသိနေလို့ရှိရင်လည်းဘယ်တော့မှဒုက္ခသတ္တိနဲ့နိဗ္ဗာန်မရဘူးအများအားကံကွဒီလူတွေကိုဆရာဘုန်းကြီးကဖြစ်စေသာဝကဖြစ်စေဘာဓမ္မဉာဏ်ထဲမှာရှင်းတော့အာရမဟုတ်ပါဘူးလို့ယူပြီးမှဝိပဿနာအားထုတ်ရင်မဉ္ဇဉ်ပုံညာရတယ်ဟုတ်ပါဒီဝန်ထဲမှာခါနေလို့ရှိရင်တဲ့မေတ္တာဖုဒ္ဓနိဗ္ဗာန်သာလို့မှတ်လိုက်ကြပါဟုတ်ပါသဘောပါကြဒါရင်စာကြရီမို့ဒကာဓမ္မတို့ကသင်္ကြန်မထားပဲနဲ့ဟောတဲ့တရားလို့မှတ်သင်္ကြန်ထားလို့ရှိရင်ခင်ဗျားတို့မှတ်ဖို့နိဗ္ဗာန်ကိုရပါမှာဟုတ်ကောဟုတ်ပါဒါကြရင်သဘောတရားကြီးပြန်မှမေးလိုက်ပါဦးမယ်ဒကာဓမ္မတွေယုံနာဓမ္မတွေကခိုင်နေမြဲတဲ့ခြင်းရင်လည်းဒီယုံနာတရားဒီကဝေဒနာရောက်ပြီးကြတာသိတဲ့ခါကြတဲ့ခြင်းဖြင့်အသက်လက်ပြားတွေကတဏှာမှာသွားပြီးဒီထဲကဒီခန္ဓာတွေကတော့ထွက်သွားတယ်။တဘာသောခန္ဓာသွားတွေ့တယ်ဆိုတော့နောက်တော့တစ်ချိန်ယုံနာတာသိတယ်အသက်ဝိညာဉ်ကမသိဘူးဆိုတဲ့အိဗယ်ကမရောက်ဘူး။ဒါကလည်းဘာလို့ဒီသတ္တရာကိုကျင်းသိပါအဲ့ဒါဘုက္ခုမြန်မာလည်းရှိတယ်လိပ်ပြာကျင်သွားလို့လိပ်ပြာခေါ်တယ်ဒါရှိနေတယ်မရှိဘူးလားရှိပါအသက်လိပ်ပြာလေးကလေးလေးမှကျင်သွားတယ်သံဃာမျိုးဓမ္မနဲ့လိပ်ပြာခေါ်ပေးပါအောင်ဆိုတာဘာလို့ရှိတယ်ဒီနေရနာဒါကြောင့်ဟောရတယ်ဓမ္မတို့ဓမ္မတောဘုရားဆိုတာသိချာမှတ်ပါအသိလို့ရှိရင်ဒီဆရာဘုန်းကြီးဒီမှာကိုတရားသိချင်တာပါနာပြီးတော့မှအထုတ်ပါဒီလေးကြီးရှိနေလို့ရှိရင်ဖြင့်သက္ကရာတိရှိနေတဲ့ပုဂ္ဂိုလ်မှာဘာနာကတရားဆရာကအပြစ်တော့သေးပါလေကွာတဲ့အယူစောက်လို့ကြတော့အလွန်သေးလို့အပြစ်တော့သေးပါအယူစောက်လို့ကြသေးပါဒါဖြင့်နိဗ္ဗာန်ရောက်နေလို့ပြောလိုက်ဟုတ်ပါဘာကြကြားတော့အပြစ်တော့သေးပါနိဗ္ဗာန်ရောက်ကြသေးပါဘာကြောင့်လဲဆိုတော့သူ့ရည်သူမဆွမ်းနိုင်ဟုတ်ပါဘာကြကြားအဲ့ဒီသက္ကရာတိရှိတဲ့ပုဂ္ဂိုလ်ကြီးဓမ္မတွေတရားတော်လုံးကကိုယ့်ကိုယ်ကိုသိခတ်ပါလို့ဆိုတာဒီပြောသက္ကရာတိရှိဒီစိတ်မျိုးပေါ်ရတယ်နော်ဘုရားဒီဘဝရှိတယ်ဆိုတာလေးကြီးတာပဲ
ရှိတယ်ဆိုတာကကိုယ်သမယူတာပဲကောင်းတာလည်းကောင်းကျိုးပေးတယ်မကောင်းတာလည်းမကောင်းကျိုးပေးတယ်ရောဒီလိုယူတာလေသက္ကရာတိဓမ္မလေဘုရားဒီကရှိတယ်ဆိုတော့ကောင်းတာလည်းကောင်းကျိုးပေးတယ်မကောင်းတာလည်းမကောင်းကျိုးပေးတယ်လို့ဒီလိုယူတယ်အဲ့ဒါကဘုရားကတော့သိတဲ့ဖြစ်နေတာပဲဒိဋ္ဌိကရှိတယ်ကောင်းတယ်တဲ့ကုသိုလ်ကိုတော့အမှန်တန်ပြုပါတယ်တဲ့သက္ကရာတိဓမ္မနော်ကုသိုလ်ကြားနဲ့ရှင်းရတယ်ပြုတာပဲအကုသိုလ်ကြားလည်းသိတော့တယ်လို့ဆိုကုသိုလ်ကြားသိပြီးတော့အကုသိုလ်ကြားသိတော့မနှဲတာလည်းပြုတာတော့မှအမှန်တန်ကြောက်တယ်မှုသားလေးတစ်လုံးပါကောင်းတယ်ဆိုကြောက်တယ်လန့်နေတယ်လွန်လို့ဒါပါရှိတဲ့ပုဂ္ဂိုလ်ပါလားသက္ကရာတိပြုတယ်ဒီတဲ့သူဒီကားလို့ဆိုလို့ရှိရင်ဘုံဘဝကြာတော့ယခုဘဝလည်းသူနှစ်သက်တယ်နောက်ဘဝရမယ်ဆိုလို့ဒီကိစ္စမ်းလာတဲ့ဘဝရမယ်ဆိုတော့အလုံးနှစ်သက်တယ်သဘောကျဒါပဲရှိတဲ့ပုဂ္ဂိုလ်သတ္တဝါတွေအဲ့ဒါသူဟာဘယ်ဘုရားကအပြစ်တော်သေးပါရဲ့ကွာနိဗ္ဗာန်တော့ပြန်အရာသေးလိမ့်မယ်အပြစ်တော့နိဗ္ဗာန်တော့အရာသေးတယ်ရနှေးတယ်ဆိုရင်ရင်ကြီးအောင်သုံးတာနော်ဒီဘဝလည်းသင်တယ်ဟိုဘဝလည်းသူသဘောကျတယ်လို့ဆိုလို့ရှိရင်ဒါကိုမရနိုင်တာသမုဒယသစ္စာရှင်းတာမောင်နေညှို့လို့သေးတယ်ရှင်းပြီနော်ဒါသက္ကရာလေးရှိတဲ့ပုဂ္ဂိုလ်ဟာဝဏ္ဏမှာယနေ့အကဲခတ်ပါလို့ဆိုတာသတိပေးလိုက်ဒီဒိဋ္ဌိမစင်ရင်နိဗ္ဗာန်မရပါဘူးကြံပြောမှတခါစကားဓမ္မတို့ကျမ်းနေလို့မနေ့ကသက္ကရာလေးရှိတဲ့ပုဂ္ဂိုလ်များစကားဓမ္မတို့ဘုရားဥပ္ပါရှိတယ်ဆိုတာလေယုံကြည်ပါယုံကြည်တယ်နော်သူဟာဒိဋ္ဌိရရှိရတော့ဟိုဒီဘဝလည်းရှိတယ်ဒီဘဝရှိတယ်နဲ့ဆိုရင်ဟိုဘဝလည်းရှိတယ်ဆိုတော့ယုံကြည်ပါကောင်းတာလည်းကောင်းကျိုးပေးတယ်မကောင်းတာလည်းမကောင်းကျိုးပေးတယ်ဆိုတော့ဒါတော့သက္ကရာတိရှိပေမဲ့ဒါလည်းယုံကြည်နေတာပဲပြီးတော့ကုသိုလ်ပြုတဲ့အခါမှာအမှန်တန်ပြုပါတယ်ဒါမှရှင်းရတယ်ကုသိုလ်ပြုလို့ရှိအကုသိုလ်ပြုတဲ့အခါကျရင်မတတ်တာလို့ပြီးသူစိတ်ကအမှန်တန်ကြောက်ဒါပါလိမ့်ရှိတယ်သက္ကရာတိရှိတော့ကိုယ်ကိုယ်ကဲခတ်ပါဒါဓမ္မတွေဒါပြုကဲခတ်ကိုယ်ကိုယ်ကဲခတ်ရမှာဆိုတာပြီးရင်ထုတ်ရမယ်တုံကြီးကိုလည်းဘုန်းကြီးဟောလိုက်မယ်ပြီးတော့မိမိဘဝကိုလည်းမိမိနှစ်သက်နောက်ဘဝကိုလည်းနှစ်သက်တယ်တဲ့ကိုဆုံးတယ်ဒီဘဝလည်းနောက်ဘဝရမယ်ဆိုရင်အဲ့ဒါသက္ကရာလေးရှိတဲ့ပုဂ္ဂိုလ်မှာဒီဘဝနဲ့မှရှိတယ်အဲ့ဒါကဘုရားတရားဟောတဲ့ပုဂ္ဂိုလ်ဒိဋ္ဌိသုတ်တဲ့ပုဂ္ဂိုလ်ဘုရားနဲ့တွေ့တဲ့ပုဂ္ဂိုလ်ဘုရားနဲ့တွေ့ဒိဋ္ဌိသုတ်ကောင်းတဲ့ကာမသုတ်ဖြစ်ဆရာသမားကောင်းတဲ့ဒိဋ္ဌိသုတ်ကောင်းတဲ့အခါဖြစ်တယ်သူ့ယူမစွန့်နိုင်တဲ့ပဲတဲ့အပြစ်သေးပါလေနိဗ္ဗာန်အရာနေဟုတ်ပါသဘောကျအပြစ်တော့သေးပါနိဗ္ဗာန်ကြတာအဲ့ဒါဝေဒိဋ္ဌိကသတ္တရာကျမ်းတော့ပြီကျမ်းတော့ပြီဒီဓမ္မသတ္တရာကြီးမရှင်းသေးဘူးလားမနေ့ကကျမ်းနေလို့ဒီနေ့ထပ်ပြောပါတယ်ဥစ္စေရာလေးရှိတဲ့ပုဂ္ဂိုလ်ကတော့သင်ပြီးတာပဲပြတ်တာပဲဒီယုံနာနဲ့ဒီယုံနာဘယ်မှမလိုက်တော့ဘူးချုပ်နေတာပဲဒီဘက်ယုံနာဟိုဘက်ကိုဟိုဘက်ဘာမှမရှိဘူးယုံနာချုပ်တယ်ရှင်ပြီးတော့တာပဲလို့ယူလိုက်တာကဘာလေးရှိပါလဲဥစ္စေရာလေးအဲ့ဒါဥစ္စေရာလေးရှိတဲ့ပုဂ္ဂိုလ်ကတော့ဒကာဓမ္မအယူတော့ပြောစမ်းနော်ဒီဟာလေးကရှိတယ်လေဒီလိုနဲ့ယူကြပါလေကောင်းတာလည်းကောင်းလို့ပဲမကောင်းတာလည်းမကောင်းလို့ပဲတော့ကုသိုလ်ကမပြည့်ပြန်သဘောကျအကုသိုလ်ကြရဲရဲချင်းချင်းလုပ်ပါလေသဘောကျဘုရားကြတယ်လုံးဝမဖြစ်တဲ့သဘောကျဒါဥစ္စာရည်ရှိတဲ့ပုဂ္ဂိုလ်နော်ပြန်ပြောမယ်ဥစ္စာရည်ရှိတဲ့ပုဂ္ဂိုလ်ကပြင်ပြတ်တယ်လို့ယူတဲ့ပုဂ္ဂိုလ်ကဘာလဲဥစ္စာရည်ရှိတာအကြောင်းကျုံမဆက်ကြလေဒီကံကဟိုကလေးတွေပေးတယ်ဆိုတာသူယူတော့ယူသေးရလားမယူပါဘူးရှင်းကြဒီကံကဟိုဒီကံကချုပ်သွားတယ်ဒီကံကချုပ်သွားတယ်ဥမာကံကြောင့်ကမ္မန္တတွေဥပ္ပိတ္တိဆိုတဲ့ပရိသေတွေနေရာလေးတဲ့ဆိုတဲ့အယူမျိုးကိုဆက်မှယူပါရဲ့မယူပါဘူးဒါပါလိမ့်ရှိတဲ့ဥစ္စေရာလေးရှိတဲ့ပုဂ္ဂိုလ်ဆိုတော့ဒီဘုရားမှာရှိတာကဟိုဘုရားရှိတယ်ဆိုတာလည်းယူတော့ယူပါရဲ့သဘောကျကောင်းတာလည်းကောင်းကျိုးပေးတယ်မကောင်းတာလည်းမကောင်းကျိုးပေးတယ်ဟုတ်ယူပါဘယ်တော့လဲတဲ့သူ
သူ့မှာသူ့ဝါဒနာကိုဒိဋ္ဌိရှိတော့ဘုန်းနဲ့မှာဒိဋ္ဌိရှိလို့ဝါဒနာကတော့ကုသိုလ်ပဲမှမပြည့်ဘူးတပည့်ကြအဲ့လိုပြုတဲ့အခါမကြောက်မလန့်ပြည့်တယ်ဒါပဲဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်တပည့်ကြဘုရားနဲ့တွေ့ဒိဋ္ဌိခွာပေးမဲ့ဆရာသမားနဲ့တွေ့တဲ့သူဒီကားလို့ဆိုလို့ရှိရင်အမှန်တမ်းသဘောကျတယ်ဘုရားဖြစ်ဖို့ရတယ်သူအမှန်တန်ကြီးတဲ့ပုဂ္ဂိုလ်ကိုဆုံးတရားတော်ဆရာကောင်းနဲ့လာတွေ့မယ်ဆိုရင်သူဘုရားဖြစ်ဖို့ရတယ်အလွယ်လေးဘုရားဖြစ်တယ်မှာဘုရားပါရမီဖြစ်ရတယ်ကြားတယ်သာဝကပါရမီနဲ့ဖြစ်တဲ့ဖြစ်ပြီးနာမည်ကူရအောင်မယ်ဆိုတော့သူကညံ့နေတယ်ဒါပေမဲ့သူကအပြစ်တော်ကြီးတယ်ကိုဆုံးနိဗ္ဗာန်အရောက်ကြီးတယ်ကျမ်းမှာကျမ်းမှာဥဒ္ဒေဂါရီရှိတဲ့ပုဂ္ဂိုလ်ကတော့အပြစ်တော်ကြီးတာနိဗ္ဗာန်ရောက်သက္ကရာရီရှိတဲ့ပုဂ္ဂိုလ်ကတော့အပြစ်ကတော့သေနိဗ္ဗာန်နဲ့တော့ဝေးကျမ်းမှာအပြစ်ကတော့ကောင်းပြီဒါဖြင့်ဘယ်နဲ့ကြောင့်ဝေးရတယ်မလို့ဆိုတော့မှယနေ့ဥရံပါဠိတော်ထည့်ပြောမယ်ကိုဆုံးပါမှန်ပါသက္ကရာရိရှိတဲ့ပုဂ္ဂိုလ်ကဒီလိုဖြစ်ဘယ်လိုဖြစ်တာလဲဆိုတော့ခုလိုဘုန်းကြီးကတရားဟောလိုက်ယုံနာရဖြစ်တဲ့တွေပဲမောင်းကြတွေပဲယုံကြတွေပဲဒုက္ခသစ္စာတွေပဲသူတို့မရှိရင်သူတို့မရှိလို့ရှိရင်ဒုက္ခပဲလို့ဟောလိုက်လို့ရှိရင်သူနာကမကြိုက်ဘူးသက္ကရာရိရှိတဲ့ပုဂ္ဂိုလ်ကယုံနာရဖြစ်တဲ့ဒုက္ခသစ္စာပဲသူတို့ချုပ်ကြောက်သွားမှလည်းမြေရပေါ်မှာပဲလို့ဆိုတဲ့တရားမျိုးကြလာလို့ရှိရင်သက္ကရာရိရှိတဲ့ပုဂ္ဂိုလ်ကမကြိုက်ဘူးမှန်ပါတရားနာရင်ကိုယ်ကိုယ်စဉ်းစားတာနော်ဘုရုစဉ်းစားမှာတရားနာရင်ကလည်းသက္ကရာရိရှိနေတဲ့ပုဂ္ဂိုလ်ကယုံနာနေခိုင်းတဲ့ဘုရားဒီဘဝဝိညာဉ်ကူးတယ်လို့ယူတဲ့ယူရှိတဲ့ပုဂ္ဂိုလ်များကတော့ဟိုတဲ့ဘဝပြတရားများဒါဒုက္ခသစ္စာတွေပဲဒီဘဝဟူပြဒုက္ခသစ္စာပဲဒါတွေပြတော့မှတရားဓမ္မတွေချမ်းသာမှာပဲလို့ဟောတဲ့ဆရာတော်ကြီးကဟောဘုရားကဟောကိုဆုံးမသူကမကြိုက်ဘူးမကြိုက်တဲ့ရင်သူကဘဝထဲမှာသွားပြီးဒီကလာပုံအောင်နေတယ်ဒီဘဝထဲမှာပဲသူသွားပြောနေတယ်ဒါတော့ဖြည်းဖြည်းမှပဲယူတော့မယ်ဆိုတဲ့အတန်ကြီးထွက်လာအဲ့ဒါလည်းအဲ့ဒီရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီသက္ကရာရိရှိနေလို့ရှိရင်တရားဓမ္မတို့ဒီမစင်မဲဝိပဿနာအားထုတ်နေရင်မောရုံနဲ့မရဘူးတဲ့နိဗ္ဗာန်သဘောပါမောရုံနဲ့မရဘူးတဲ့ဥပဒနာကိုတန့်ပေါ်တယ်တဲ့ကျင်းမှာကျင်းပါဥစ္စေရာတွေရှိတဲ့ပုဂ္ဂိုလ်ကတော့လေတဲ့ဥဒ္ဒံပါဠိတွေကလွန်သွားတယ်ကွာလွန်သွားတယ်ဘယ်လိုလွန်သွားလဲဆိုလို့ရှိရင်သိရင်ပြတ်တာပဲလို့ဆိုတော့ဘယ်သိရင်ပဲပြတ်အကြောင်းဥမာမဲ့အကြောင်းတစ်ခုလုပ်တယ်အကျိုးတစ်ခုတော့မပေါ်ဘူးပြတ်တာဟုတ်ကဲ့ဟုတ်ပါဘူးသူကတော့လွန်သွားတယ်ဒီဘက်အကုန်ပြတ်တယ်ဒီဘက်ဘာမှမရှိဘူးဒီလိုယူလိုက်ကြတယ်ဘာလို့ဖြစ်လဲဟုတ်ကဲ့သူကတော့အတိအကျဝန်တော့အလုံးညံတော်သွားလို့ရဲ့ကိုဆုံးပါဒါပြန်သက္ကရာကလည်းညီလွန်းတယ်ဥစ္စေကလည်းညံတော်လွန်းတယ်တပည့်ကြသက္ကရာကညီတယ်သက္ကရာကညီနေတယ်ဆိုတာသဘောကျဥစ္စေကလည်းညံလွန်းတယ်ဒါကြောင့်သက္ကရာကိုလည်းမလိုက်သေးနဲ့ဥစ္စေကကိုလည်းမလိုက်သေးနဲ့ဒကာဓမ္မတို့မျက်စိဉာဏ်ပေါက်အောင်လုပ်ပါတော့ဥပ္ပပါလိမ့်မျက်စိဉာဏ်ပေါက်အောင်လုပ်ပါတယ်ဉာဏ်မျက်စိဉာဏ်ပေါက်အောင်သဘောပါဗျာသက္ကရာကမလိုက်ပါနဲ့နော်ဥစ္စေကလည်းမကြိုက်ပါနဲ့ဘာအမြင်ပေါက်အောင်လုပ်အောင်ဉာဏ်ပေါက်အောင်လုပ်အောင်ဒါဖြင့်တော်တော်ရေးကြည့်တော့ဒကာဓမ္မဒီသက္ကရာဥစ္စေကမခွာပဲနဲ့ဒကာဓမ္မတွေတဲ့ဖြစ်တဲ့ဒီရှိအနိစ္စတွေဘယ်လိုပဲရှုမောင်နိုင်တို့ဘုရားတော်တို့ဒကာဓမ္မတွေမဟုတ်ဘူးဘယ်တော့မှမရဘူးမှန်အမြဲတမ်းကံပါတယ်သက္ကရာတွေကလည်းကံကြတယ်ဒကာဓမ္မတွေဥစ္စေကတွေကကံရပါသမ္မာသဘောကျဒီနေ့ဘုရားဉာဏ်ထဲမှာဆရာလုံးနဲ့ရှင်းနေအောင်လည်းပြောပါမယ်ကြာခင်ဗျားတို့ရဲ့ကျမ်းလာအောင်ဉာဏ်နဲ့ထောက်ပါသဘောကျဉာဏ်နဲ့ကရှင်းပြီးမှအားထုတ်လို့ရှင်းခြင်းတဲ့ခင်ဗျားတို့ဘက်ကိုမကြာရင်ရပါဘူးညနေရတော့မနဲ့အလုံးခေါင်းရဲ့အပြည့်လုံးကိုခေါင်းနဲ့ဆိုရပါတယ်
ဆက်တဲ့ပုဂ္ဂိုလ်ကညနေအားဖြင့်မနေ့ကရပါတယ်လို့ဘုရားတွေ့ချာဟောတယ်ဒိဋ္ဌိကပါဘူးကွာရှင်းမလားရှင်းပါဘုရားရှိတာဟောဘူးနော်ပါရဂတာဝင်နဲ့နေရကုမဲ့ဆိုလို့ရှိရင်ရရတယ်ဆိုတာကိုဘုရားရဲ့တောင်းခံလို့ဘုန်းကြီးကလည်းဒီကောင်းတဲ့ဓမ္မတွေအားပေးပါတယ်သဘောကဒါအရင်ဒိဋ္ဌိပါပေးမယ်သက္ကရာရောဥစ္စေရာရောပါပေးမယ်နော်သက္ကရာရောဥစ္စေရာရောပါပေးမယ်ဓမ္မတို့ဘာတော့သက္ကရာဥစ္စေရာပါရလို့ရှိရင်ခွာတဲ့ဉာဏ်ပြီးအလယ်လမ်းကိုမှတ်စမ်းပါမှန်ပါခွာရင်ဘာလမ်းပါအလယ်လမ်းပါကလည်းနိဗ္ဗာန်ရောက်နိုင်တယ်ဆိုတာသဘောကျသက္ကရာကတဏှာကြီးသဘောကျဥစ္စေရာကဉာဏ်လွန်တယ်ဘုရားမသက္ကရာကတဏှာကြီးဥစ္စေရာကဉာဏ်လွန်သွားတယ်ပြတ်ပြီးတာပဲကွာပြတ်တာချမ်းသာတာပဲလို့ယူလိုက်တော့ဟုတ်လို့လုံးခန္ဓာချုပ်ရင်နိဗ္ဗာန်တော့အကျိုးပေါ်မှာပဲကိုဆုံးမှာပြတ်တာဟုတ်တယ်ဒီကပြတ်ပြီးရယူလိုက်တယ်ဆိုတော့ဗာရိတိဖြစ်ဒါကြောင့်သက္ကရာကလည်းညှိလွန်းတယ်ဥစ္စေရာကလည်းလွန်လွန်းတယ်သဘောကျသက္ကရာကညှိလွန်းဥစ္စေရာကလွန်လွန်းတယ်ဆိုတော့ဘုရားရှင်ကိုရမေကြီးကသက္ကရာကကာမဒုက္ခနိကညရတာလာဘောကြဒီလိုပြည့်အကောင်လုံးသင်္ကေတလမ်းပြနေလားဘယ်ဥစ္စေရာရဝိဉ္ဇေသိကြီးကွာပြတ်ပြီးတာပဲဆိုလို့ရှိရင်ဖြင့်ကိုယ်ကိုယ်ဝိသင်ရအောင်လုပ်တဲ့လမ်းနဲ့ပြန်ရောက်သွားအတ္တဝိဉ္ဇေရေရတယ်ပါဘူးလားဒါကြောင့်ယနေ့ဓမ္မတွေဘုံမြတ်နာနေတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဆိုတော့ဒီတိုင်းလိုပဲနာနေကြနောက်ကိုယ်ကြောင့်ကိုကြည့်ပြီးလုပ်ကြရတာဟုတ်အဲ့တော့ဒီတရားသိသိချာချာမှတ်တော့မှတ်ပြီးသေသေးချာချာနဲ့အလယ်လမ်းနဲ့ကျင့်ပါခင်ဗျားတို့အလယ်လမ်းနဲ့ကျင့်လို့ဖြစ်တဲ့ကိုမြင်တယ်ဆိုလို့ရှိရင်ဘာမှမကြောက်နဲ့ငါသေးတယ်မတော်ဘူးဆိုတာသူနဲ့ချက်ဟုတ်ပါငါသေးတယ်မတော်ဘူးဆိုတာဟုတ်တယ်လားသာအကားအငုတ်တို့ပါဠိတော်မှာသေချာလာတယ်ဆိုတော့ဖြစ်တဲ့မြင်ပြီးဒီကလာသေကံကြီးတယ်ကွာတဲ့ဒီဖြစ်တဲ့လေးကနှောင်းနှမ်းသေးလိုက်စမ်းပါသေချာချာလာသူရောက်ပါတယ်ရောက်လို့ရှင်ရောက်နေတယ်နေတဲ့သောတာပန်ကြီးကမကွာခရတာဟုတ်ကြအကယ်မတည်လို့ရှိရင်လည်းရောက်ရောက်ချင်းမတည်လို့ရှိရင်လည်းဒကာဓမ္မတွေဒီကဖြစ်တဲ့မြင်ပြီးပြီဒီကနေ့လည်းဖြစ်တဲ့ဘုရားနှောင်းနှမ်းသေးတဲ့ပုဂ္ဂိုလ်မဟုတ်တော့မထိုက်သေးပေါ့လောကီမဲ့နဲ့ပဲသေသွားတယ်လို့ဘုရားကဆိုလိုက်တာဟုတ်ပါအဲ့ဒါကြောင့်ရောက်ရောက်ချင်းမတည်လို့ရှိရင်နတ်ပြည်မှာတဲ့ဘုရားပြိဋိဘံသံဃာ25ရဲ့ကျုပ်ဘိုးလေးပဲရှိသေးတယ်နော်25ရဲ့ကျော်ကျော်လေးရှိတဲ့နတ်ပြည်မှာယန္တာတွေကဟောရဲ့နတ်ယန္တာတွေကဟောရဲ့ဟောလို့ကြားရတဲ့တကယ်တဲ့သူဒီမှာဖြစ်တဲ့ဉာဏ်သွားတဲ့ပုဂ္ဂိုလ်များအဲ့ဒီမှာတဲ့သောတာပန်တရားကနာဂယန္တာဖြစ်နေမှာအကူကဒီလိုမတည်ဘူးဆိုလို့ရှိရင်လေတဲ့အဲ့နတ်တွေနတ်ယန္တာတွေနဲ့မတွေ့တော့မှနတ်ဝင်စီးလို့မှာခွန်ရတဲ့ဟောနေတဲ့နတ်ပွဲကြလို့ရှိရင်အဲ့ဒီကဖြစ်တဲ့မြင်ပြီးတရားဓမ္မတွေဒီကံကြီးဖြစ်တဲ့နှောင်းသွန်းသွားတဲ့ပုဂ္ဂိုလ်များနောက်လည်းအစီအဝေးတရားဟောကြတော့တခါနိဗ္ဗာန်မညာဟာဒီလိုမှဟုတ်တယ်လို့ဆိုလို့ရှိရင်လည်းနိဗ္ဗာန်မညီလေးမျိုးလားဒီကဖြစ်တဲ့မြင်ပြီးကြတော့သိသွားတဲ့ပုဂ္ဂိုလ်နော်ဟုတ်ပါဖြစ်တဲ့မြင်နေဆိုတော့သက္ကရာဥစ္စေတာသင်သွားလို့ပြောတယ်ဟုတ်ပါဒီလိုခဏရောက်ရောက်သင်လာသက္ကရာမတည်တဲ့ပုဂ္ဂိုလ်နော်ဟုတ်ပါလမ်းကနာယန္တာတွေကဟောလို့လေနာယန္တာတွေနဲ့လည်းမတွေ့တဲ့ပုဂ္ဂိုလ်ကိုဆုံးပါဘူး။နောက်ပြန်အသေးသေးမှာခொနည်းကဟောနေတဲ့တရားတော်မှာမကျွတ်သေးတဲ့ပုဂ္ဂိုလ်ဒီလူတွေကတော့ဖြစ်တဲ့မြင်ပြီးသေးတော့ဟုတ်ပါ။ဆိုတော့ခမည်းတော်အားလုံးကိုတရားဝဲထဲမှာရှိတဲ့ပုဂ္ဂိုလ်တွေကအကုန်သူ့တည်ရောက်နေဆိုတဲ့ဥစ္စာကတော့ဖြစ်တဲ့ကမြင်ပြီးသေးကြတယ်မဟုတ်လား။ဟုတ်ပါ။အဲ့ဒီမှာခမည်းတော်အကုန်သွားဆုံးတယ်။သဘောကျဒီတရားလုံးတရားဓမ္မတွေကဖြစ်တဲ့မြင်ပြီးသေးဒီကနေတော့ဘာသာတရားတွေတော့မဆိုလို့ပေါ့ဗျာဖြစ်တဲ့မြင်ပြီးသေးတော့တဲ့ပုဂ္ဂိုလ်များမှာလူတရားနဲ့လူတရားနတ်တဲ့နဲ့ကြွမယ်ဆိုနိုင်တိုင်းမကွာနတ်တရားကသဘောကျဘာကြောင့်လဲဆိုတော့လူပြည်250မှာတရားဓမ္မတွေသူတို့မှရဲ့တည်းရဲ့ဟုတ်ပါဒီလိုတော့900နေဖို့လူပါရလားပါပါအဲ့တော့ဟိုမှာအမှန်နိုင်တိုင်းနဲ့ရောက်ကြကြလိမ့်မယ်ဒီလူတွေအကုန်လုံးရှင်းတော့ပဲကြွားမယ်လို့မဆိုရဘူးအဲ့ဒီကြတဲ့ခါကျတော့တယောက်ကမတည်သေးလို့
တရားကရောက်ရောက်ချင်းဒီတဲ့ပုဂ္ဂိုလ်ကလည်းဒီထဲမှာညံတော့မပါသေးတော့ပါဘူးလားအဲ့ဒီမှာတရားနာလို့ပဲတဲ့ဟိုမှာလဲဟောငါတို့ပဲရှိနေပါလို့သွားကြည့်တဲ့အခါဥပ္ပေမပေမဆိုတော့လိုက်ပြီးအဲ့ဒီကနှလုံးသွင်းဆိုတော့ကိုတီးပြီးတဲ့ပုဂ္ဂိုလ်ကမပြီးတဲ့ပုဂ္ဂိုလ်လာပြောဒါပါဠိရောဟောဒီတရားပါဠိရောဖတ်ပါအဲ့ဒီလိုလာပြောပြန်တယ်လေခဏကသူမေ့နေများတယ်ဖြတ်ဆိုသတိရပြီးဆိုတော့သောတာပန်တရားကနာဂဉာဏ်ကြောင့်ပြီးတယ်နော်လေးလေးရှိရဲ့တဲ့မင်းတို့လူတွေကသိတဲ့ဉာဏ်ပြီးခေယံကြီးမပြီးဝင်တဲ့ကသိလိုက်စမ်းပါလေလေးလေးဖြစ်နေသေးတယ်ဆိုတော့ဘောအားရှိရကောင်းဒါရင်ဘုန်းကြီးဓမ္မတွေသိတဲ့ဉာဏ်လေးဖြစ်ရင်ဘယ်နဲ့ကြောင့်ဘယ်တော့လေးမျိုးနဲ့ရောက်ချင်းတဲ့နတ်ကြီးရောက်ချင်းသောတာပန်ဒီတဲ့ပုဂ္ဂိုလ်ကတစ်မျိုးဘုရားမသိရနေနေကြရဲ့နော်မှန်ပါနတ်ကြီးရောက်ချင်းမကြည့်ရဲနဲ့နာယန္တာတွေနဲ့တွေ့လို့နာရမှာကြည်တာကတစ်မျိုးမှန်ပါဘုရားရဲ့ခေါင်းရဆိုင်ပြီးခေါင်းရတရားတွေမှာနတ်ကြီးခေါင်းရခြင်းတရားတွေရှိအဲ့ဒီခေါင်းရတရားတွေမှာသောတာပန်တရားကဖြစ်တဲ့ပုဂ္ဂိုလ်တွေတစ်မျိုးမှန်ပါအဲ့ဒီခေါင်းရတရားတွေမရောက်တော့မှဒီလိုတွေသိလို့ရှိရင်နတ်ကြီးရောက်ကြတယ်တော့တချို့ကသောတာပန်ကြည်ကြဒီလိုကနတ်တွေတို့တရားနာတဲ့ဒီဘယ်မှာနေရာလို့သွားကြည့်ဒီကကသူတို့ကဟောလို့ရှင်လဲခဏလေးနဲ့ကျန်တဲ့ပုဂ္ဂိုလ်လည်းကြည်အောင်မယ်ဟုတ်ပါအဲ့တော့အားငယ်ကြရှိရဲ့ရှိပါအဲ့ဒါကတရားဓမ္မတွေသိပြတ်ဉာဏ်လို့ရှင်းရဘယ်လိုပါလာလဲသိပြတ်သဘောတရားကဘာလို့ဒီပါဠိတော်မှာသောတာနိစ္စဒုံဆိုပြီးဒီကကသိသိချာချာကိုစောင့်ဟောပါတယ်ဟုတ်ကဲ့ဘယ်လိုလဲညာသိရှင်းကြသိပါဒါယုတ်တွေကဖြစ်တဲ့ဉာဏ်လေးကလာပြေတဲ့အခါမှာဖြစ်တဲ့နှလုံးသွင်းပြီးသွားတဲ့ပုဂ္ဂိုလ်ကိုပြောတာမှန်ပါပြေတဲ့ပုဂ္ဂိုလ်ကပထမပုဂ္ဂိုလ်ကနောက်ရင်ဝင်နေတယ်နောက်ပြီးရတာမပြီးသေးခင်တော့ပါပထမပုဂ္ဂိုလ်ကဒုတိယပုဂ္ဂိုလ်ကနိုင်ရန်ကလည်းနတ်ပြည်မှာပုံနေဘုရားရှင်ကသာနာလို့ဘာကြရရမှာလဲ25ရက်ကျော်ကျော်လေးဆိုတော့နတ်နဲ့တန်းလိုက်ပဲဆိုတော့900တစ်ထောင်ရမယ်နတ်ပြည်ဆိုတော့ဘယ်လိုလဲသာနာတော့အားကြပြီးရမှာလို့နတ်နဲ့တွေ့လိုက်တော့ပြီအဲဒီနိုင်ရန်တွေကရေဒီကဟောနေတာကြားရလို့ဆိုရင်ဒီကဥပဒေကအာရုဏအကြောင်းကြောင့်ဟိုမှာဖြတ်နေဆိုပြီးသောတာပန်တရားကကြီးကနာအဲဒီနိုင်ရန်ကမသိကခေါင်းရဲ့တရားရဲ့ကြံကိုတော့မပါကြည့်ရသောတာပန်တရားကြီးခေါင်းရဲ့တရားရဲ့မရောက်တော့မှအခုတရားနာတဲ့ပုဂ္ဂိုလ်တွေကတကယ်ကြီးဆိုသလိုပဲဟိုမှာရက်ကြဟုတ်ပါဒီကလေးများကစားတဲ့လူပေါ့ကွာတဲ့ဘုရားကကလေးများကစားတဲ့လူပဲကစားတဲ့ဆက်ကြတယ်လို့ပဲဒီမှာကိုယ့်ကိုယ်ကြီးပွားလို့နောက်ဘယ်နေပါလဲအမေနန်တွေကဓမ္မဘောဓိကိုမဲ့ဆိုတဲ့သွားတွေကနောက်ပြည်ကြတယ်ဒီလူတွေအကုန်မတွေ့ဘူးဟုတ်ပါသဘောကျအဲ့တော့အားငယ်ကြကြောင်းနေကြရှိတာဘယ်လိုပဲမြတ်ပါလဲအဲ့ဒါတဲ့ကိုသွားပြီးဟောပြန်တော့လေနတ်မှာတော့တနည်းအားပြောခဲ့ပါဘူးဓမ္မနာရတဲ့ဉာဏ်နဲ့ကိုသမအဲ့ဒီဉာဏ်သိနေအဲ့ရခုနှလုံးသွင်းမှာဒီလိုမှာတော့ပရိသေတွေးတွေဒီတွေကအပေါ်အုပ်နတ်မှာပရိသေတွေကမရှိမှန်ပါဒါကြောင့်သူ့ထဲမှာရှိတဲ့ဉာဏ်ကသိပြီးတဲ့ဒီလိုရင်လည်းဒီမှာပြောဆိုနိုင်တာရဲ့ဖုံးနေတဲ့အတွက်သိပြီးညာလေးတော့ပေါ့ဗျာဟုတ်ပါသူတို့မှာပရိသေတွေကမရှိတော့မောင်နေမယ်ညာချက်ကြားနေတယ်လူတွေကနှလုံးသားကလူတွေမှာဖြစ်တဲ့နေတယ်လူကလည်းနှလုံးသားကဖြစ်တဲ့နေဖြစ်တဲ့မဟုတ်ဖြစ်တဲ့သုံးပြီးတော့လည်းဒီကတော့တော့ဘာလဲဒါပြန်ဓမ္မတွေယနေ့ရေးပြောတာကဘာမှမဟုတ်ရေးကြည့်ပါဖြစ်တဲ့နေတော့ဘာကြောင့်လုံးမေးတဲ့ခါကျတော့သက္ကတအုပ်ဆိုတာနှစ်ခုလုံးကျန်သေးတာမှန်ပါရှင်းမလားရှင်းပါလားဒီပြနေတော့ဗါလဲသက္ကတအုပ်ဆိုတာနှစ်ခုလုံးဒါရှင်းဖို့မရှင်းဖို့ကိုရှင်းပြပါမယ်ဒီမောအော်ကျင်တဲ့ဆိုတာခင်ဗျားတို့သိချသိရမယ်တဲ့ဒါရင်ခင်ဗျားတို့တန်ခါရှိတဲ့ဖြစ်စဉ်ကိုပဲယနေ့ပြောပါတော့မယ်ခင်ဗျားတို့ကလည်းနေတိုင်းလို့ဖြစ်ဘယ်လိုနေတိုင်းလို့ဖြစ်တယ်လို့ပြလိုက်တဲ့ခါကျတော့ယုံနာနေရာအကြောင်းကျိုးမဆက်ဘူးရင်လည်းဘုရားမဥစ္စာတွေရှိမှန်ပါပါခိုင်းနေပြီနော်အကြောင်းကျိုးမဆက်ဘူးလို့ယူလိုက်အဲဒီနှစ်ခုကိုဘုန်းကြီးသင်အောင်ခင်ဗျားတို့ကိုရှင်းပြဥပဒနာဉာဏ်နဲ့လည်း
နောက်ကရှုကြည့်ပါတဲ့ကိုယ်ရင်ကိုယ်ရရောက်တဲ့အခါအခုလည်းခန္ဓာဉာဏ်ဆိုင်ပြီးရှုကြည့်ပါဒီကကလေးလေးတယောက်ကဘယ်တော့မှဘူရံကြီးလားကိုသားသမီးလေးထားပါနော်ဘူရံလေးရတယ်အရင်ဘူရံမျိုးမဟုတ်ဘူးကိုယ်တော့ဘုရားလို့နှုတ်စာလို့ဘူတဲ့အမှုမျိုးမဟုတ်ဘူးယောဂကြောင့်ဘူတဲ့အပန်းလေးပေါ့ဗျာယောဂကြောင့်ဘူတဲ့အပန်းလေးဖြစ်နေတော့အမေကကြားမကြားကလေးပြက်ခိုင်းနေတာကိုကြားတဲ့ကြားစိတ်ကြီးဆက်နေပေါ့ဒါပြိဿမဘအစလို့မှတ်လိုက်ပါဓမ္မတွေဒါပါခေါ်ကြခင်ဗျားတို့ကလည်းဒီစိတ်ကစပေါ့တို့ကဘာနဲ့သိရှင်နေတော့ကိုယ်ရင်စိတ်တွေကအရင်စိတ်တွေနဲ့သိရှင်တာရင်စိတ်တွေထုတ်ကောက်ပြီတပည့်ကြအခုကလေးတန်ကြတော့ကိုကြားစိတ်ကလေးနားထဲမှာပေါ်လာအဲ့ဒီစိတ်ကလေးနဲ့သိရှင်နေတယ်ဆိုတာတပည့်ကြကြားပြီးကြလားမင်းလိုက်စိတ်ထဲမှာကြားစိတ်ကလေးနဲ့ထုတ်သွားကြားစိတ်ကလေးပေါ်ပြီးပြီးနောက်ကိုကြားရုံနဲ့ကြားကြလားသနာရစိတ်ပေါ်လာမလားဟုတ်သနာရစိတ်ပေါ်သနာရစိတ်ပေါ်လာတော့ဝန်းထဲမှာတော့ပေါ့ကြားရစိတ်ကနာရတဲ့စိတ်ထုတ်ပြီးတော့မှဝန်းထဲကစိတ်ပေါ်သဘောကျဘာလို့လဲတဲ့သုံးတော့ဒီကြားတဲ့စိတ်ကလေးကတော့ခိုင်နေနေတယ်ဟုတ်ပါဒါဖြင့်ခိုင်နေနေတဲ့ဟိုသူလည်းဖြစ်ပြီးပြက်သွားသဘောကျဒါဖြင့်ခိုင်နေနေတဲ့လို့ယူတဲ့ဗာရိတိဆက်သွားသူပြည့်ပြည့်နေလိုက်တာနဲ့ဒကာဓမ္မတို့ဘာပြန်သွားကြားတဲ့ခံကြားတဲ့စိတ်ကလေးဖြစ်တဲ့ရှိပါလို့ဆရာဓမ္မပြောတာသိသိချာချာမှတ်ကြပါဒါလေးဖြစ်တဲ့ရှိလိုက်တဲ့ပဲတဲ့ခိုင်နေနေတဲ့ဆိုတာမိမိခန္ဓာဒါဝိညာဉ်နဲ့ခန္ဓာပါဒကာဓမ္မတို့မိမိခန္ဓာပါနော်မြဲကြဒါဖြင့်မမြဲကြဘူးများတော့နောက်ကနေပြီးဒီကာလဉာဏ်နဲ့လားအော်ကြားတဲ့စိတ်ကြီးပဲကြားတဲ့နေရာဖြစ်ပြီးကြားတဲ့နေရာသုတ်တာပါလားလို့ပြုပြီးရှင်းမအခုကြားတဲ့စိတ်သုတ်သွားလို့ရှိရင်ဒီဘက်ကမှဒီစိတ်ဝင်ရင်သုတ်သွားပြေးရလားဆိုဟိုတနာတဲ့စိတ်ကလေးနဲ့အမေကကျွတ်ထိုးလို့အဖေကကျွတ်ထိုးပြီးသက်ရှင်ဘာနဲ့သက်ရှင်တနာတဲ့စိတ်ကလေးနဲ့သက်ရှင်သဘောကျဒီကနာတဲ့စိတ်ကလေးကိုလည်းတစ်ခါစဉ်းစားပါဦးကြားတဲ့စိတ်မချုပ်လို့ပေါ်ဖို့ကိုမရကြားတဲ့စိတ်မချုပ်ရင်ပေါ်ဖို့မရဘူးကြားတဲ့စိတ်ကကြောင့်တနာတဲ့စိတ်ကအကြောင်းကျဆက်နေတော့အကြောင်းချုပ်ပြီးနောက်ဘာမှမဖြစ်တော့ဘူးလို့ဟုတ်ကြလားဒီလိုဒီကြောင်းချုပ်သွားတယ်ဒီကျိုးတစ်ခုပေါ်လာဒီလိုသိရတော့အကြောင်းမှချုပ်သွားတယ်ကျိုးပေါ်ရဲ့ဘယ်လိုသိတော့ဘယ်လိုပြန်တော့လဲဘောပါဒါပါရှင်းရတော့ရင်းကြီးကလားဒီလိုအပြောဆိုဒကာရမတို့နာမကောင်းဘူးနားမလဲနားရမပြောဘူးဆိုလို့ရှိရင်ခင်ဗျားတို့မှဒီဆိုဘယ်နည်းနဲ့မဆိုပထမချုပ်သွားတာလဲသဘောကျမှာဟုတ်နောက်ပေါ်လာတာဟုတ်ပထမချုပ်သွားတာညာလိုက်တော့ဟုတ်ပါရှင်သွားသူမချုပ်တဲ့လူရှိတော့မနာတဲ့စိတ်ကလေးနဲ့ပေါ်သနာတဲ့စိတ်ကလေးပေါ်နေမှာမပေါ်နိုင်တော့ဒါသူကကျေးဇူးပြုသွားလို့ကပေါ်တာပဲညနေစိတ်ကလေးကျေးဇူးပြုသွားလို့ကပေါ်တာပဲမယုံခင်ဗျားတို့ကခက်ကြည့်ခင်ဗျားတို့လည်းကြောက်သူ့ခိုးပြီးသနာနေရတာညီလို့ပေါ့ဗျာပြောဘူးလားပြောမင်းတော်ကအကြောင်းသနာရတာအကျိုးဆိုတော့ကြောင်းပြရမဆက်ဘူးလားဒါပြန်ကြောင်းပြဆက်တယ်ဆိုတော့ဒီတစ်ခုတည်းကြီးကြက်တာပဲလားဟုတ်ပါဘူးဒါပြန်အကြောင်းကိုအကြောင်းကချုပ်သွားတယ်ကျိုးကျန်နေတာမသိဘူးလားသိပါဘယ်လိုကြီးကျန်သွားဟုတ်ကဲ့ဒါတရားဓမ္မလို့ဒီတရားလေးတစ်ခုဖြစ်ပြညံလိုက်လို့နောက်တရားလဲဟောဒီလိုဆက်ပေါ်တာပဲဆိုတာသိလိုက်တော့ဒီပြည့်မြင်နိုင်တော့ကသဒ္ဒရာဒိဋ္ဌိဖြစ်နေနောက်ပေါ်လာတာအကြောင်းမပြမှုဆိုတာမသိဘူးလားသိပါအရင်တရားမချုပ်ပဲအရင်တရားကပေါ်စေဆိုတဲ့ကျေးဇူးမပြုပဲနဲ့နောက်တရားပေါ်နေမှာပေါ်နေမှာပြမဒါပါဠိလိုကျန်တော့ဒါဖြစ်နေဒကာဓမ္မတို့ပထမအစိတ်ကြီးအဖြစ်ကိုမြင်လို့ရှိရင်သဒ္ဒရာဒိဋ္ဌိကျမတယ်နော်ဖြစ်တဲ့ကိုမြင်သဒ္ဒရာဒိဋ္ဌိမသိဘူးလားနောက်စိတ်ပေါ်လာတာဒီအရင်စိတ်အကြောင်းမပြမှုဆိုတာသိချင်သူ့မမြင်ကိစ္စမရှိဘူးမြင်လို့ပြောဟုတ်ကဲ့ဒါမြင်တာကဘာဆိုကြမလဲသ
နာလိုက်ဒါပြန်မြင်တဲ့စိတ်မရှိဘဲနဲ့တနာတဲ့စိတ်ကမြင်တဲ့စိတ်ကကျေးဇူးလို့ပေါ်သွားနမနဲ့ပေါ်နိုင်မှာသဘောပါလားဒါပြန်ဥစ္စာပြတ်သွားတာလားတဲ့ကြောင်းကျိုးဆက်တာဒါပြန်ဒီလိုသိတာဒါလေးကြီးဆက်ဒါပြန်ပထမဖြစ်ပြမြင်တော့သတ္တရာလေးကြီးရှင်တယ်နောက်ကဖြစ်တာမြင်တော့ဘူးဟုတ်ပြီလားလက်နောက်ကဒီသနာရဲ့စိတ်ကြီးပြတ်သွားပြီကလားဟုတ်လားဘုရားတော်တဏ္ဍာ၌တဲ့မချမ်းသာတဲ့စိတ်ကလေးပေါ်လာမချမ်းသာတဲ့စိတ်ကလေးပေါ်ဘူးလားပေါ်ပါသနာနေလည်းပြီးတယ်ဝိသုဒ္ဓစိတ်သိစိတ်ဆင်းရဲတာပဲဆိုတာလာဘူးလားလာပါဒါပြင်ဒီမချမ်းသာတဲ့စိတ်ကလေးကတော့မောင်းနေအရင်သနာတဲ့စိတ်ကလေးမချုပ်သွားနဲ့သနာတဲ့စိတ်ကလေးချုပ်ပြသွားတာမြင်လိုက်တော့ဘယ်လေးကြီးကျင်နော်သတ္တရာလေးဒီမချုပ်လို့ရှိရင်လည်းဒီဘုရားတော်တို့ဒီစိတ်မချမ်းသာတဲ့စိတ်ကလေးပေါ်နေမှာသဘောပါဒါလေးကအရင်စိတ်ကကျေးဇူးပြုခဲ့တယ်ဆိုတာကောသူကအမှုပေးခဲ့တယ်ဆိုရင်ဒါဘယ်လိုလဲဟုတ်တယ်ဒါကြောင့်ဓမ္မတို့စိတ်ဖြစ်ပြမြင်သာသနာရှင်တဲ့နောက်စိတ်အဖြစ်ကိုမြင်ဒီလိုဒါကြောင့်ဟောဖြစ်ပြန်ပြက်ပြန်ဖြစ်ပြန်ပြက်ပြန်ပြီဆိုတာခန္ဓာထဲမှာစိုက်တယ်လေးကမြင်ပေးပါ့ဘောကြဒါနဲ့မြင်ပြလိုက်တဲ့အခါကျတော့စိတ်ဓာတ်မြင်ပြက်ဓာတ်မြင်သတ္တရာတိဖြစ်နေစိတ်ဓာတ်မြင်လိုက်တဲ့နောက်အခုတစ်ခုအသက်ဖြစ်ပြန်မြင်ဥစ္စေရာတိဖြစ်နေသေခရမှမေလားပြန်ပြောကြစိတ်ပြက်ဓာတ်မြင်သတ္တရာစိတ်ဓာတ်မြင်ဒါကြောင့်စိတ်ပြဟာခမည်းတော်မှာဒိဋ္ဌိပတ်ပေးနေတယ်ဆိုတာပေါ်သေးဘူးလားဒါဖြင့်စိတ်ဓာတ်မြင်တာလည်းမဲ့ခင်ပြတ်တာမြင်တာလေပြတ်တာမြင်တာလေဒီမဲ့ခင်ကစိတ်ဓာတ်ကိုမြင်တဲ့မဲ့ခင်ကတရားဓမ္မတို့ဥစ္စေရာတွေပတ်ပြတ်တာကိုမြင်တဲ့မဲ့ခင်ကမဲ့အလေလန်းကြတယ်ပေါ်ရလားတရားဓမ္မတွေယနေ့အမှန်မှထူးခြားခြားခင်များတို့စိတ်ရဲ့မြင်မှဒီဒိဋ္ဌိနှစ်ခုစင်တကောဆိုတာသိချာသိကြတယ်သိကြပါဒီလိုပြပေးလိုက်ဆရာသမားကမရှိဘူးဆိုရင်ခင်ဗျားတို့တချို့ကသတ္တရနဲ့ချိန်ကိုသွားဘယ်တော့မှတချို့ကလည်းချိန်ကိုဟုတ်သေးတယ်ဒီကမှဒီလူမျိုးပဲပါတယ်တဲ့62ပါးသောဒိဋ္ဌိရဒီနေ့သူ့လိုက်တဲ့အခါဒီတစ်ခုပဲရှိ62ပါးသောဒိဋ္ဌိကိုသုံးပြီးတွန်းလိုက်တဲ့အခါကျတော့ဒီလိုခုပဲသတ္တရနဲ့ဥစ္စေရပဲရှိသဘောကျသက္ကာဒိဋ္ဌိဆိုတာလည်းဒါပဲသဘောပါကြဒါဖြင့်တရားဓမ္မတို့ဒီလိုမှအကြောင်းပြုဆက်ပြီးပြပေးမယ်လို့မရှိဘူးခင်ဗျားတို့ဒီညာမို့လည်းမရောက်တော့ပါဘူးကိုယ်ကံနာမှာဒီလိုရှိနေတဲ့တရားတွေစိတ်ပုံကိုလည်းမသိလက်ပုံကိုလည်းမသိကြတော့ဘူးဒီတိုင်းနဲ့ပဲသေသွားကြတာဒိဋ္ဌိတန်လန်းနဲ့သေသွားလို့ရဲ့မှန်ပါမဆိုရဘူးလားဒုတိယရောက်ခံရရောက်ဒုတိယမိစ္ဆာတော့မရောက်ဘူးစိတ်အဘကြဒုတိယရောက်မယ်တော့ဒီမှာဒုတိယရောက်ပါဘူးဗျာရှင်းမလားဟုတ်တယ်လည်းရတဲ့ဒုတိယလည်းမရောက်နိုင်ဘူးဒုတိယကရောက်ဒုတိယရောက်ပါပဲတဲ့ဘောင်နိုင်ရနိဗ္ဗာန်တော့ရောက်ပါဒါဘုခါနေတယ်သတ္တရာရိရှိနေဟုတ်တယ်ဥစ္စေရာရိခံနေတယ်ဆိုတာသဘောကျဘုသံဃာရှိခဲ့တာယနေ့လက်သက်ပေါ်ပါပဲတနည်းအားဖြင့်သတ္တရာရင်လည်းခင်ဗျားတို့ရှိနေတယ်တနည်းအားဖြင့်ဟုတ်တယ်ဒီနှစ်ခုနဲ့သံဃာရှိနေတာအဲ့ဒါသတ္တရာရှိတဲ့ပုဂ္ဂိုလ်ကဘုရားနဲ့တွေ့တော့မကျွတ်သေးဥစ္စေရာရှိတဲ့ပုဂ္ဂိုလ်ကဘုရားနဲ့တွေ့လို့ရှင်ပြန်များတော့ကျွတ်လို့သဘောပါကြကြတိကနာထောင်မှာဓမ္မတို့ဥစ္စာအမှန်တန်ကြားရလေတဲ့အဓိပ္ပာယ်ဆိုတာမှတ်တော့မှာမှန်ပါတိုင်းတရားဓမ္မတို့ခဏကမြင်တဲ့စိတ်ကလေးချုပ်သွားတော့ဘူးသနာတဲ့စိတ်ပေါ့သနာတဲ့စိတ်နောက်ကသိတဲ့စိတ်ကလေးပေါ့မဟုတ်လားသိနေလည်းမပြီးဘူးဆိုပြီးဒီကကသိနေမှာသမဏေသိနေမဟုတ်နေလေးများလဲလာတဲ့သိနေရှိသေးမှန်ပါသိနေတဲ့တဲ့မျိုးနေဆက်လာတဲ့သဘောကသမျိုးဒါဖြင့်သိနေတဲ့စိတ်ကလေးချုပ်သွားပြီနေလေးအမိမကမှာလဲလာမလဲဘူးလားလဲပါဒါတော့ဓမ္မရဲ့ကြတဲ့ဒေါသစိတ်ကလေးလို့မဆိုနိုင်ဘူးဓမ္မတို့အရင်သိနေတဲ့စိတ်ချုပ်သွားလို့နော်သိနေတဲ့စိတ်မချုပ်ရင်သူပေါ်ပါသဘောပါသိနေတဲ့စိတ်ချုပ်သွားတာကိုမြင်လိုက်တဲ့ဖြင့်ဒီကသိနေတဲ့စိတ်လည်းအဖြစ်ဖြစ်ပလားမှန်ပါသိ
ပြုတ်လိုက်တဲ့သဘောဘယ်လိုဖြစ်ကျန်သွားလဲဆိုရင်လည်းဆိုအခုပဲသိနေဒီမေတွေသက်ရှင်နေပါလေရေးကြတယ်ရေးလေးဒုက္ခသဘောမှာဒီကိလေသာသက်ရှင်နေဘူးလားသဘောပါရဒီကိလေသာသက်ရှင်နေတော့ဟောဒီလိုကဘာမှပေါ်တဲ့စိတ်လို့မသိဘူးလားသိလိုက်ရင်ဘယ်လိုဖြစ်လဲဟုတ်တယ်ဒါဖြင့်အဖြစ်မြင်အဖြစ်မြင်ဟုတ်တယ်ဒီကိစ္စကလည်းများလိုက်သတ်မှမမှားဘူးသဘောကျလားအပြည့်မြင်သတ္တရာတိကငြိရတဲ့ယူတဲ့ဆိုမမြဲတော့မှပြတ်ကြပါဆက်တယ်ယူလိုက်တော့နောက်ကပြေးလာတာများလိုက်လို့ပြင်ပဲနဲ့ဟုတ်တယ်သဘောကျဒါဖြင့်တစ်ခုတည်းမှာလည်းတစ်ခုတည်းနဲ့ဒီလိုပဲလုပ်ကြဆိုတော့အခုတော့နှစ်ခုပြတာပို့ရှင်းပြတာတစ်ခုတည်းမှာလည်းရောင်းရတို့အခုငွေတဲ့စိတ်ကမူကျင်တာအစဘူရာထုံးမနေဘူးလားမူကျင်တာအစလေးမြင်လိုက်တော့ဘယ်လိုဖြစ်နေလဲဥစ္စာလေးဒီကံဟာသတ္တရဆိုလားမူကျင်တာအစလေးမြင်လိုက်ဖြစ်တာလေးမြင်လိုက်ဟုတ်ပြီလားနောက်ဘယ်ကနေ့ဒီလိုဖြစ်သွားသတ္တရဒီခိုင်နေတဲ့ဆိုရှိနေတဲ့ဒါပြန်ပြန်ပြောတဲ့တရားတော်ဆိုတာအဖြစ်မြင်ရင်ဟုတ်ပြီအပြည့်မြင်ရင်တော့သဘောကျဒါကြောင့်ဖြစ်ပြခမရလို့ဒိဋ္ဌိအပတ်ခိုင်းတယ်ဒိဋ္ဌိမပတ်တဲ့ဝိပဿနာနိဗ္ဗာန်ဘယ်တော့မှမရောက်ဘူးမှန်ဒိဋ္ဌိမပတ်တဲ့ဝိပဿနာနိဗ္ဗာန်သဘောပါဒါပြင်ဒိဋ္ဌိရတယ်ချင်းလိုက်တော့ဒိဋ္ဌိဘယ်နှပါးလဲရှိပါလဲသဘောကျအဲ့တော့ဒါမှဒီတိုင်းရှိရလိမ့်မယ်ဆိုတော့ပေါ်လာကြဒါလည်းဒါပြန်ရေးရတဲ့စိတ်ကိုချုပ်သွားတော့ရေးရတဲ့စိတ်ကိုနောက်ကနေပြီးကိုယ်ဆောင်အောင်ရေးကိုယ်ရင်ပွေးဥမချီဥမဆိုတော့ပိုးချီခြင်းတဲ့စိတ်ကိုပေါ်မှာပေါ့လားဒါရေးရတဲ့စိတ်ချုပ်သွားလို့ဒီပေါ်တာမချုပ်ဘုရားရှင်ရဲ့စိတ်ကစိတ်တည်းကိုပြနေမပါဘူးပြဘုရားရှင်ကြီးကလည်းဒီကရာလည်းယူရအောင်ပါပဲဆိုတဲ့စိတ်မလားဘူးလားအဲ့ဒီစိတ်လာတာကဓမ္မကိုအရင်စိတ်မချုပ်ခဲနဲ့မလားအရင်နေရတဲ့စိတ်မချုပ်ခဲနဲ့ဘုရားရှင်ရဲ့စိတ်မလားဒါနဲ့ရတဲ့စိတ်ကပြတ်တော့ဘူးအပြည့်ဟိုလေသူ့ကိုခင်ဗျားတို့အပြည့်ရှိလိုက်တဲ့အခါကျတော့ဓမ္မတို့အပြည့်မြင်နေတယ်နေပဲဘယ်လိုဖြစ်နေလဲဒီနောက်စိတ်ကလေးပေါ်လာပြန်ပြီးတော့သိပြန်ပြီပေါ်လာတာဒီသိကြပါလားဒါဖြစ်နေတာပေါ့ဗျာဒါကြောင့်ပေါ်လာတဲ့စိတ်ကလေးဒီကမညာနဲ့ဓမ္မတွေသိသေးသိပြီးတော့ပေါ်လာတဲ့စိတ်ကလေးသိတာသိပြန်ပြီအားလုံးတစ်ပွဲလုံးဘယ်လိုဖြစ်နေလဲဒါဖြင့်ဓမ္မတို့ဖြစ်တဲ့ညမို့အရေးဟာခင်ဗျားတို့ဒိဋ္ဌိတတ်တယ်ခင်ဗျားတို့နိဗ္ဗာန်မဲ့ဖို့တားတဲ့တရားကိုခင်ဗျားတို့ကဖယ်ထုတ်နေတာဘယ်လမ်းနဲ့လဲဆိုတော့မဲ့ခင်ဆိုတဲ့ကျุတဲ့လမ်းနဲ့ကိုသောမောင်ရဖယ်ထုတ်ဘယ်လိုပဲထုတ်ပါလဲလို့ပြမလားတပံတရားလုံးဟာတခါတလေတဘောသတ္တရနဲ့ပဲနိဗ္ဗာန်မရဘူးဘာကြတခြားတလေဘောကြတယ်လေသောတိဆွေရအုပ်ဆွေရတဲ့လဲသွားတယ်နဲ့ဆိုတော့နိဗ္ဗာန်မရဘူးသူတို့တကူလဲပြီးကျွတ်တော့မှနှိမ့်ဆက်နေတာနဲ့ဘုရားပေါင်းခင်းကသဲမှုနဲ့အမြလွဲရသဘောကျဘုရားပေါင်းခင်းကသဲမှုနဲ့အမြလွဲရတာတော့လို့ရှိရင်ကျွတ်တော့အပေမားကြီးနေရတယ်ဆိုတာသုံးသက်ကြတာဘယ်လိုသုံးရကြအပေမားကြီးနေရတာတို့ဒီမကောင်းတာလို့လို့လားမကောင်းတာလုပ်တာလေခင်ဗျားတို့ဘာမှရေးမကြည့်နဲ့ဒီဒိဋ္ဌိနှစ်ခုကရေးကြည့်သဘောကျမကောင်းတာလုပ်တယ်ဆိုတာလေဒိဋ္ဌိကအားပေးသဘောကျဥမာသက္ကရာလေးကြီးတဲ့ပုဂ္ဂိုလ်ကတော့ကောင်းတာလုပ်ပြီးဒီကလာမကောင်းတာကြောက်တယ်လို့ခေါင်းကပြောဘူးလားဟုတ်တယ်လေကြီးတဲ့ပုဂ္ဂိုလ်ကောင်းတာကိုမလုပ်ဘူးမကောင်းတာအားနဲ့အဖြစ်လို့မလုပ်ဘူးလားဒါတော့သူတို့ကရှိနေကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကလည်းနိဗ္ဗာန်မရောက်တာပဲသဘောကျမကောင်းတာဖြစ်လို့နေတဲ့ပုဂ္ဂိုလ်ကဒါကြောင့်ဒီသက္ကရာဥစ္စေကနှိမ့်ဆက်နေလို့ဘုရားရှင်နဲ့လွဲရတယ်ဆိုတာယနေ့လောလောကြီးပေါ်လာဘူးလားဒါယနေ့ဓမ္မတွေခင်ဗျားတို့ကဏ္ဍမှာပရမဖြစ်တဲ့စိတ်ကိုလည်းဒုတိယဖြစ်တဲ့စိတ်ကိုတတိယဖြစ်တဲ့စိတ်ကိုဖြစ်တဲ့ရှုလိုက်တော့အပြည့်မြင်ဒါမရှိခန္ဓာတိုင်းရှိတာကလည်းဒါပဲရှိတယ်အပေါ်မရှိပါဘူးစိတ်တာနဲ့ပြတ်တာပဲရှိတယ်သဘောကျအဲ့တော့ခ
စိတ်ဓာတ်နဲ့ပြတ်တာရှိနေတော့စိတ်ဓာတ်ကိုရှိရခြင်းကျေစုလဲကိုသောမသိမြတ်ဘာကြောင့်များကြလို့မမဲတဲ့အခါကျတော့ပြတ်တယ်လို့ယူတဲ့ယူဟာမယူတော့ဟောခဏခဏဖြစ်တာပဲအကြောင်းကျိုးပါရှိနေတာကိုဒီလိုလားပြတ်တာလေးညာလိုက်ညာတဲ့အခါကျတော့ဩခန္ဓာဆိုတာခိုင်ငံမြဲတာဘယ်ဟုတ်လဲဆိုတာကိုသောမသိကြဘူးသိပါဘူးဒီဘဝသွားသေးရဲ့ဒီနာတော့ပြတ်သွားတာဟိုဝိညာဉ်လေးကိုဟိုမှာအမကြီးကဝေါင်းနဲ့သွားတွေ့တယ်တော့ယူသေးရဲ့ဒီလိုလေးကသဒ္ဒမစင်သေးဘူးလားသိမလားဒါဖြင့်ဓမ္မတို့ပြန်မမေးတယ်အပြည့်မြင်ရင်အပြည့်မြင်ကဲဘယ်လောက်ဖုတ်တယ်တတန်တရားလုံးမဖို့မရဘဲနဲ့နိဗ္ဗာန်နဲ့အလွယ်ကြီးလွယ်ခဲ့ရတာဒီဒိဋ္ဌိနှစ်ပါးဒီပြင်ကုသိုလ်တွေမပြုခဲ့လို့မဟုတ်ပါဘူးကိုသမဒီပြင်ကုသိုလ်တွေမပြုခဲ့လို့မဟုတ်ဒီပြင်ကုသိုလ်တွေပြုခဲ့လို့ပဲခုလူဘဝမရသူရသူရနေကြဒီပြင်ကုသိုလ်တွေပြုခဲ့တယ်ဒုက္ခတော့ခင်ဗျားတို့မရတာဒီဒိဋ္ဌိနှစ်ပါးတားတာမှန်ပါဒိဋ္ဌိနှစ်ပါးတစ်ခုခုတားတယ်သဘောပါကြဒါဖြင့်ဓမ္မတို့ဘာအရင်ကျုပ်အောင်ဒိဋ္ဌိကျုပ်ပါလို့ဆိုတော့ဟိုဒိဋ္ဌိကဘယ်မှာတတ်နေတယ်လဲဆိုတဲ့မေခွန်းထွက်လာတယ်မှန်ပါဖြစ်ပေါ်တဲ့ခန္ဓာမှာတော့တတ်တယ်သဘောကျဘယ်မှာတော့တတ်တယ်ဖြစ်ပေါ်တဲ့ခန္ဓာဖြစ်ပေါ်တဲ့ခန္ဓာမှာသိချက်ကတ်သဘောကျအဲ့တော့ဖြစ်ပေါ်တဲ့ခန္ဓာပါလေတဲ့ဘုန်းကြီးကယခုအာရုံရင်းချတယ်မို့သတိပေးလိုက်ပါတယ်စိတ်ပေါ်မှာအကတ်ဆုံးပေါင်းနိုင်ပဲပေါ့မှာစိတ်ပေါ်မှာစိတ်ဆိုတာဝိညာဉ်နဲ့ခန္ဓာစာရောသုံးရဝိညာဉ်နဲ့ခန္ဓာပါဒိဋ္ဌိကဘယ်ပေါ်မှာအကတ်ဆုံးစိတ်ပေါ်မှာမယုံစင်းရကြီးဒကာဓမ္မတွေအကြောင်းတိုက်ဆိုင်ပြောလာတဲ့အခါငါစိတ်မစမ်းနဲ့ဒိဋ္ဌိဝင်ပြီမှန်ပါစိတ်ကငါမစိုးဘူးလားနာအမြင်သားပဲကွာဆိုတော့မြင်တာကစိတ်ကမြင်စိတ်ကမြင်တာကိုအဲ့ဒါငါဆွဲလိုက်မှန်ပါဘယ်တော့မှနာမြင်သားနဲ့ငါမလိမ့်နဲ့ကွာမလာဘူးအဲ့တော့ဘယ်ပေါ်မှာဆွဲတာစိတ်ပေါ်မှာဒါကြောင့်ဒီကဓမ္မတွေတပွဲသောတာပန်သိခြင်းနဲ့စိတ်ကဥပဒနာဆက်ရှိမှန်ပါသဘောကျလားသောတာပန်သိခြင်းစိတ်ကဥပဒနာဘယ်လိုပဲလားသိခြင်းစိတ်ကဥပဒနာဘာကြောင့်လည်းဆရာဘုန်းကြီးတိုက်တွန်းပါလိမ့်မလို့တော့မေးတော့သောတာပန်ဟာဒိဋ္ဌိတရားဒိဋ္ဌိမသောဘဲနဲ့သောတာပန်သိခြင်းလို့တော့မရဘူးသဘောပါလားဒါဖြင့်ဓမ္မတွေဒိဋ္ဌိကလည်းဘုပေါ်မှာအစွဲတန်ဆုံးနေဒါဖြင့်အများတို့ကဏ္ဍဘယ်စိတ်ပေါ်တဲ့စိတ်ဖြစ်ဖြစ်မှန်ပါရှင်းမလားအများတို့ကဏ္ဍမှာစိတ်ပေါ်ဖြစ်ဖြစ်ဥပမာမယ်ခေါင်းကတန်းနဲ့ပြခဲ့ပါပြီနော်တန်းပြတယ်လေတစ်ခုချုပ်မှတစ်ခုပေါ်တယ်ဆိုတာမသိကြဘူးလားအဲ့တော့ခဏတို့ကဏ္ဍမှာပေါ်နေတာကလေကိုထုတ်တဲ့စိတ်လည်းရှိတယ်လေကိုပြန်ကျူတဲ့စိတ်တော့ပြန်ကြိုက်တဲ့စိတ်တော့ရှိပါအဲ့ဒါတွေလည်းသိပြီးပြည့်တယ်လို့ရှုနေပါအမြင်နဲ့စိတ်ပေါ်လာရင်လည်းသိပြီးပြည့်တယ်နိုင်ကြတဲ့စိတ်ပေါ်လာသိပြီးကြံတဲ့စိတ်ပေါ်လာသိပြီးအခုနောက်ကနေပြီးမဂ္ဂင်နဲ့တိုင်းရှုနေလို့ရှင်ဖြင့်အပြည့်မြင်ရဥစေတာရှင်ပြီးအပြည့်မြင်ရသောတာရှင်ပြီးကိုသမန်မသိသေးဘူးလားအဲ့တော့ဘယ်လိုငါငါဥစ္စာရှိသေးရဲ့မရှိပါဘူးမရှိကြတဲ့ကောင်ကဒီလမ်းဒီကားလို့ရှင်ဖြင့်သောတာဥစေတာတွေအလယ်လမ်းမှာသွားတယ်မှန်ပါသိနိုင်မလားသိနိုင်ပါဒါဖြင့်ရှုတဲ့မဂ္ဂင်သည်ဘယ်လမ်းပါလိမ့်မလဲဘယ်လမ်းပါဘုရားရှင်ကိုရမေကြီးကသတ္တတာငါဘုရားကြီးသိစေနအလယ်ရှင်မလားဘူးလားမှန်ပါမိဂ္ဂမလူရဲ့သတ္တရေနအဘိဓမ္မာဗုဒ္ဓအလယ်လမ်းနဲ့ငါအလုံးကိုဖိုးလို့ကြည့်တာကွာသိမလားအလယ်လမ်းလိုက်တယ်လေဘုရားဖြစ်ကွာသဘောကျအလယ်လမ်းကမှလည်းအကုန်သိကွာသဘောကျအလယ်လမ်းကမှအကုန်သိကြည်ရှင်တဲ့သဘောကျအလယ်လမ်းကိုမလိုက်တဲ့ပုဂ္ဂိုလ်ကုသေးဒကာဓမ္မတွေဘယ်တော့မှနိဗ္ဗာန်မရအောင်နိဗ္ဗာန်သွားတဲ့လမ်းကြီးဧကရဏောယမိတ်ဆွေမဲ့ဖို့ဧကရဏတို့အယမဲ့တော်ဤမဂ္ဂင်သည်ဧကရဏောတပြောင်းသေးနဲ့နိဗ္ဗာန်ရောက်ပြီသဘောကျသောကပရိယေဝသတ္တနာဝိသုဒ္ဓိရတယ်ဒီရှုနေတဲ့ပုဂ္ဂိုလ်မှာတဲ့ဒီကျမှဒိဋ္ဌိတွေကုန်မစံဘူးဟောရှုနေဒိဋ္ဌိတွေဝန်းနဲ့ဆင်းနေတာပဲတဲ့သောကပရိယေဝနာသမဒိဋ္ဌိမာရတယ်သောကပရိယေဝလာအောင်မလားဘယ်လိုတော့မလဲဓမ္မတို့ဖြစ်ဖြစ်မြင်နေကြတဲ့ကိုကဖြစ်ဖြစ်မြင်ဖြစ်ဖြစ်မုံဖြစ်ဖြစ်ဆုံးဆိုနိဗ္ဗာန်ရနေတဲ့ဥစ္စာသောကပရိယေဝဘယ်လာမှာလဲဒုက္ခဒေါမနသနာအထင်မှာတဲ့နောက်ပရိသေရှင်ဒုက္ခဥရှင်ဒုက္ခနာရှင်ဒုက္ခတွေလာအောင်မလားမလာတော့ဘူးမက်ကအကုန်တားပြီသဘောကျဒီ
ညာရတာဒီမှာယာညာရောဒီရိယောသိင်ကောမဲ့ကောဆိုတဲ့တိုင်းတဲ့ဒကာဓမ္မတွေတခါတည်းမညာအစ်ကိုပဲရပါအခုတော့၅ပါးနဲ့ရှိပေါ့ဗျာနောက်7ပါးသူ့လိုလိုဖြစ်မလာဘူးလား၅ပါးနဲ့ဖြစ်ဖြစ်မြင်ပါများရင်ဘာဖြစ်မလဲ7ပါးဒီလားသမာဝါစာသမာကမ္မန္တသမာယူဝဆိုတဲ့7ပါးဝင်ရမယ်သဘောကျအဲ့ဒီ7ပါးဖြစ်တော့ဟိုပထမ7ပါးဖြစ်လို့ရှိရင်ကိုယ်သောမောင်မလိုက်သောတပန်တည်တာပဲနောက်ကဒုတိယရှိပါများလာလို့ဒကာဓမ္မတွေ7ပါးဖြစ်ပြန်ပြီဆိုလို့ရှိရင်ဒီ7ပါးဒီရဲ့ရှင်ရဲ့7ပါးဖြစ်ဒကာဓမ္မတွေဒီရဲ့ရှင်ရဲ့7ပါးပြန်ဖြစ်စိတ်ကတော့တွေးလို့မရတော့သင်ကြတာမသင်ကြတာပဲကွာသွားတယ်ပထမ7ပါးကဒိဋ္ဌိကူတာပတ်သဘောကျယုံနာမောဟကနေတဲ့သတ္တရာဥစ္စာကိုပတ်သဘောကျပထမ7ပါးကဘာသတ်ပါလဲသတ္တရာဥစ္စာဆိုတဲ့ဒိဋ္ဌိ2ပါးကိုမတတ်ဘူးလားကဲသဘောပါဒါဖြင့်တရားဓမ္မတို့ဒိဋ္ဌိတတ်တဲ့ဝိပဿနာမှနိဗ္ဗာန်ရောက်ဒိဋ္ဌိမတတ်တဲ့ဝိပဿနာကြီးသိမလားဒါဖြင့်ခမည်းတော်ယခုချိန်မှာတဏှာတတ်ချိန်ဘုရားမဟောသေးပါဘူးသဘောကျတဏှာတတ်ချိန်မဟုတ်သေးတဲ့အတွက်ကိုစမ်းအောင်တဏှာတတ်ကိုဟောသေးတယ်ဒါကြောင့်သိက္ခာဥပါဒနာရှိပေဘယ်လိုကြောင့်သိက္ခာဥပါဒနာကိုဆိုင်နေရှုခိုင်းရကြလို့ဆိုတော့မောင်နိုင်ရေးကြီးဒိဋ္ဌိအတတ်ခိုင်းဒကာဓမ္မတွေပဲဆိုကြဒိဋ္ဌိအတတ်ခိုင်းနေတာတဲ့ဒိဋ္ဌိကိုတတ်ပြီးမှတဏှာကိုတတ်ရရှင်းမလားဒိဋ္ဌိမတတ်ဘဲနဲ့တဏှာတတ်နေရင်မရဘူးတဲ့သောတာပန်ဒီပြန်ပါတတ်ရသေရဂနာသေရဂန်ဒီပြန်လို့ရှိရင်ဒိဋ္ဌိတတ်အနာဂံကဖြစ်ချင်မှတဏှာတတ်ရရှင်းမလားဒါဖြင့်ရံတတ်လို့ရှိရင်ရံပွားနေရံတတ်ဒီလိုရတနာရပွားတော့ပွားဆိုပြီးတတ်လိုက်ရင်ရှင်းတော့မရဘူးသဘောကျဥမာမယ်ကိုယ်ရံသူကိုကိုတတ်လို့ရှိရင်ကိုယ်မှရံပြေသွားရင်းမှန်ပါအရာမေကိုယ်ရံသူမဟုတ်ပါဘူးတတ်နေမယ်ဆိုရင်ငါရံမဟုတ်ဘဲငါသားမလားဆိုပြီးရံပွားလာတယ်ဆိုရဲမဆိုရဲကိုယ်ရံသူကိုတတ်လို့ရှိရင်လည်းရံပြောက်သွားရံသူမဟုတ်တယ်လည်းရံတတ်တယ်တော့ရံပွားလာလိမ့်မယ်ဆိုတာမသိကြဘူးလားဒီမှာလည်းဓမ္မတွေသိကြဝိပဿနာမှာပါတတ်ရမှာသိကြပါကျူတော့ဖြစ်ပြပဲကျူပါကျူတော့ဘာကျူอ่ะဖြစ်ပြပဲကျူကြရပါရှိဖြစ်ပြပဲဖြစ်ပြပဲရှိတယ်ဆိုတာမသိကြဘူးလားဒါကြောင့်ခင်ဗျားတို့သာနာမှာစိတ်ကျင်ကြတော့တန်းပေါ်လိမ့်ပထမစိတ်ချုပ်ပြီးဒုတိယစိတ်ဒုတိယစိတ်ချုပ်ပြီးတတိယစိတ်ချုပ်ပြီးသရုပ်စိတ်ချုပ်ပြီးရှင်သမစိတ်ကပေါ်တိုင်းတဲ့ခင်ဗျားတို့ကပထမစိတ်ချုပ်သွားတာလေအောင်းဖြစ်ပြီးပြသွားတာပဲလို့ညာကမလွတ်ရှင်နဲ့လိုက်ဒုတိယစိတ်ချုပ်သွားတာရောညာမလွတ်ရှင်နဲ့ဖြစ်ပြီးပြသွားပြီးလိုက်ပြပါရှင်းမလားတတိယစိတ်ပေါ်လာတယ်ပြသွားပြန်ပြီဆိုရင်ရောညာလည်းဖြစ်ပြတစ်ခုလာပြန်ပြီမစွန့်နိုင်ဘူးလားသရုပ်စိတ်ပေါ်လာပြန်ပြီကိုစောမောင်းကြီးညာလိုက်ပြီဖြစ်ပြကြည့်တယ်မနေဘူးလားအဲ့တော့မိမိတန်တာဒီစိတ်ကလေးနဲ့သက်ရှင်နေတာကိုယ့်ရဲ့ကိုမြင်ပါဘူးဘယ်လိုဆိုကြဒီစိတ်နဲ့သက်ရှင်နေတာဘုရားဓမ္မတွေဒီကနေ့ဘတ်တော်သူပြောင်းမှာရှင်တဲ့ဒီစိတ်နဲ့သက်ရှင်ဘုရားဘယ်စိတ်ကလေးတော့သဘောကျဒီစိတ်နဲ့သက်ရှင်နေတာဆိုတော့ဒီစိတ်တွေဒီတယောက်နေတာပဲမသိသေးဘူးလားသဘောပါအဲ့ဒီပဲဓမ္မတွေဟာတဲ့စိတ်ကလေးပြက်မှုဒါလေးစိတ်ကိုရှိပေးတာကျုပ်ပေးလိုက်ကြပြီဘာကျေးဇူးရှိသလဲဒိဋ္ဌိသေးခြင်းကျေးဇူးရှိမှန်ပါဒိဋ္ဌိဟုတ်ပြီဘာကျေးဇူးရှိလဲသောတာပန်ကြည်ခြင်းကျေးဇူးရှိမှန်ပါဒိဋ္ဌိသေးသောတာပန်ကျေးဇူးရှိသဘောကျသောတာပန်ကြည်လို့ဆိုရင်အပေလေးပါးကိုခမည်းတော်ဘယ်တော့မှမကြတော့ဘူးဆိုတာကိုဘုရားကတောင်းခံပါတယ်မိကြတယ်ဆိုတော့သမထမိကြဓမ္မမဖောက်ပြန်မဲနဲ့ကျုပ်ပေးကွာအောက်တန်ကဘယ်တော့မှမတော်တော့ဘူးကွာသဘောကျအောက်တန်ကရာဒိဋ္ဌိတပ်ပြီးတဲ့မက်ကလာပဲရှိဒကာဓမ္မတို့အောက်တန်ကရာအတွက်စိတ်တိုက်ချဘယ်တော့မှခင်ဗျားတို့မတော်ဘူးဆိုတာသိမလားဒါဖြင့်ဒကာဓမ္မတို့ပထမမဲ့လူကျင်ပါတတ်ရမယ်ဒိဋ္ဌိသာဒိဋ္ဌိသာဒိဋ္ဌိကလည်းခင်ဗျားတို့ကံဘယ်နှခုရှိတတ်သလဲသတ္တရာဥစ္စာမရှိရဘူးလားအဖြစ်မြင်လို့ရှိရင်ပဲဒိဋ္ဌိတွေလို့ဟုတ်တယ်ဒိဋ္ဌိတွေသ
ဘာကြအပြောင်းနေလို့ရှိရင်အဲ့တော့ဒကာဓမ္မတွေသံဃာမှာတဲ့စိတ်ဓာတ်လည်းမြင်အောင်ကြည့်ပြတ်တာရောတို့ရဲ့ကြည့်ရခါကြလို့ရှိရင်ဘာလို့နေတာတော့ကိုပြည့်ပြည့်ရှုနေတာသဘောပါပြည့်ပြည့်ရှုနေတာလည်းဘာပဲစိတ်ပြည့်ရှုတဲ့အကျိုးပြောစမ်းပါဆိုတော့အားလုံးပြောတတ်ကြပြည့်ပြည့်ရှုနေတာပဲဆိုတော့အမှန်မှန်ဟုတ်လားပြည့်ပြည့်ရှုရင်ပါသေးဒိဋ္ဌိတွေတော့ဘာဖြစ်လဲသောတာပန်ဖြစ်ရဒိဋ္ဌိတွေတော့ဘာဖြစ်လဲသောတာပန်ဒါဖြင့်ဓမ္မတို့ဖြစ်ပြနည်းနည်းပါနည်းနည်းခရီးရောက်တာလားအများကြီးခရီးရောက်တာလားအများကြီးရောက်ပါဘူးသိကြပါလားဒါဖြင့်ဓမ္မတို့ဝိသုဒ္ဓိသုံးကိုပြောပါတော့ဖြစ်ပြမြင်အောင်ကြည့်ပါဘာဖြစ်ပါလဲအဲ့ဒီနေလုံးတော့ဖြင့်ဘယ်သူမှမရှိပါနဲ့မိတ်နိုးနေလို့ရှိရင်ဖြင့်ဇာတိနဲ့စိတ်လာပြန်ပြီလွန်တဲ့စိတ်လာပြန်ပြီလွန်တဲ့စိတ်လေးဖြစ်ဖြစ်ပဲမှန်ပါသိတဲ့စိတ်လာရင်ဖြစ်ဖြစ်ကျန်တဲ့စိတ်လာရင်ဖြစ်ဖြစ်ညာအငှက်လိုက်ပြရမှာနော်မှန်ပါညာကပြဲလိုက်မပေးလို့ရှိရင်ဖြင့်ပရိစ္ဆေသမုပ္ပါဆက်သွားလိမ့်မှန်ပါညာမလိုက်ဆက်သွားမယ်ဆိုတော့ဘောကြအဲ့ဒီအဆက်မခံလို့ပရိစ္ဆေသမုပ္ပါကိုဖြစ်ဖြစ်ရှိတဲ့ညာကဆက်ပြလိုက်မှန်ပါဆက်ပြလိုက်တဲ့အတွက်နောက်တန်ត្រာကျေးဇူးပြုမယ်အနာဂတ်ကြောင်းတွေဘာဖြစ်ကုန်သဘောကျအပေရိပါကောင်းတဲ့အကြောင်းတွေပါတော့အဲ့ဒါကြောင့်ဒီနေ့ကသစ်ပင်ကြီးမှပြောလိုက်သစ်ပင်ကြီးကိုရေတော့နဲ့လေးပြည့်ရှိတယ်ဆိုတော့မှခန္ဓာသစ်ပင်ကြီးကနော်အဲ့ဒါကိုသူတို့ကမသိဘူးတော့ထူးနေရိုက်လို့ရှိရင်သစ်ပင်မှာ၄ခိုင်းရှိတဲ့နဲ့ကတစ်ခိုင်းတော့၆အောင်မ၆ဘူးဘာအစိတ်ဆူးနေရိုက်ဒါဥပဒနာရှိတယ်ဆိုတာခန္ဓာကိုအစိတ်ဆူးနေရိုက်တာအထဲမှာဒိဋ္ဌိစိတ်သေးတယ်မသိဘူးလားဘာတွေပါလဲဒိဋ္ဌိစိတ်သေးရင်ဒီသစ်ပင်အတွက်ကတော့ပြင်စိတ်ချရတယ်ဒီပေါ့မလားတခိုင်းအတွက်သိကြပြီနော်ဒီကသိနိုင်တွေ့နိုင်နောက်ထပ်ပြင်တွေပေါက်နိုင်သေးလားဒုက္ခကြီးဒုက္ခဘုံကြီးနောက်ထပ်ကြပြီးပေါက်ပြန်မြင်သေးလားသဘောပါကြဒါကြောင့်ဒီဘာနာကလည်းဆိုပါတယ်ပရိသမကြမကလည်းဆိုပါတယ်ဒီသစ်ပင်အစိတ်လေးချောင်းနဲ့ကလှည့်ရတယ်ဒီပင်ကြီးခန္ဓာပင်ကြီးကဘယ်တော့မှပေါက်ဘူးခန္ဓာဘာဒုက္ခဒုက္ခဒုက္ခပင်ဘယ်တော့မှပေါက်တယ်ဒါနဲ့ဒုက္ခကြီးဘာပေါ်ကြမလဲဒုက္ခလို့ရှင်းမလားရှင်းပါဒါပြင်နိဗ္ဗာန်ကဘာဒုက္ခပြောလိုက်တာမြင်တာကခန္ဓာကြီးသိသွားတာကဒုက္ခပုံတာနောက်တဲ့ခန္ဓာမလာတာကသမှုရိယကုံလို့မှတ်ပါရှင်းမလားရှင်းပါဘယ်လိုလဲဒီလိုတော့ပါ